Okay ဒါကတော့ကျွန်တော်တို့ဒီမှာတင်းလာနေပေါ့နော်ကျွန်တော်နောက်ဗီဒီယိုမှာတင်းလာနေတော့ပြောထားတယ်အဲ့တော့ဒီနေ့အင်္ဂါနေ့3ရက်3လနေ့ကကျွန်တော်ဘလို့ပေါ့နော်3ရက်3လနေ့မှာကျွန်တော်ဘလို့ trading ဝင်ခဲ့တယ်ပါတယ်ဖြစ်ရဲဆိုတော့ကျွန်တော်ပြမယ်ဒီမှာကျွန်တော်တို့တင်းလာနေပိတ်သွားတာတော်သဘောကျပြီးပေါ့လို့ပိတ်သွားတာအဲ bullish တွေတော့ပေါ့နော် sweet တယ်တစ်ခုလုံး sweet သွားတယ်ကျွန်တော် sweet သွားပြီးတော့ပြ sweet သွားတယ်အဲ့မှာတစ်ခုစဉ်းစားမှာဒီမှာကျွန်တော် S&P 500တဲ့ဆို S&P 100ကိုရေးထားတယ်အဲ့တော့ဘာပြချင်တာလဲဆိုတော့ဒီမှာပြပဲဒီမှာကျွန်တော်တို့ကျွန်တော်ပြဒီမှာ S&P 500ဒီမှာကျွန်တော်တို့ဟောဖြစ်တယ်ဘယ်လိုပြောမလဲတော့တိုင်ဝမ်ကျန်ပြတယ်ပေါ့နော်တော်တော်တိုင်ဝမ်ကျန်ကိုစင်ပြအောင်ပြထားတာပေါ့ဘာလို့လဲဆိုတော့တိုင်ဝမ်ကျန်ပြဒီတော့လေကျွန်တော်ပြလို့ရဟုတ်ဆိုမကြည့်ဒါUS 500တူတူပဲဒီမှာကြည့်ဆိုရင်ဒီမှာ S&P 500နဲ့ကျွန်တော်မတူဆိုတော့တွေ့ရပါတော့ဒီမှာဒီကောင်ကမဆွီဒီကောင်ကဆွီနေချိန်မှာဒီကောင်ကဖက်တော့ဖက်တော့တော့ storm ပို့ဖြစ်တယ်လို့ကျွန်တော်တို့ကြည့်လို့ရတယ်ရထားပါဒါကျွန်တော်တို့ဒီငါးနေ့ price ကပါလေ bullish ပဲငါးနေ့ price လေးကပါ bullish ပဲဆိုတော့1 hour ပဲကြည့်မယ်1 hour ပြီးကြည့်ပြီးတော့ trend တော့လို့ပေါ့နော်သွားတယ်sorry my bad so ဒါကျွန်တော်ရဲ့ဒီဟာပေါ့နော် swing ကကျွန်တော်ရဲ့ trade ကဒါချက်ကြည့်လိုက်မယ်ဆိုရင်ဒီက open ဒါပထမဆုံး first trade ကို trade မယ်ကျွန်တော် try ဒီမှာကျွန်တော်တို့ဘာတွေပြလဲဆိုတော့ Asian လည်းကြားတယ် New York လည်း satellite ကိုကြားနေတယ်ဒါက previous day လို့ protected လို့ခေါ်ရတာ previous day လို့လည်းခေါ်လို့ရတယ်ပေါ့နော်ဒီအစိမ်းကိုဝင်လို့ကျွန်တော် previous day လို့မဟုတ်ဘူး protected လို့ပဲကျွန်တော် protected လို့ပဲ previous day လို့မဟုတ်ဘူးအဲ့တော့ကျွန်တော်စဉ်းစား previous day လို့မဟုတ် protected လို့ဖြစ်နေတဲ့အချိန်မှာဒီကနေပြီး review reverse ပြန်နေတာပေါ့နော်ကျွန်တော် pre-market မှာချက်ကြည့်ကြည့်မယ်ဆိုတော့ကျွန်တော်ကြည့်ကြည့်တယ်ဒီမှာလန်ကနေကျွန်တော်ဆွေ့ပါတယ်ဒါဆိုလန်ဆွေ့ပါတာကျွန်တော်တို့ဒီမှာ breakout structure တွေ CIS တွေပြပြီးပြီ breakout structure တွေပြပြီးပြီဆိုတော့ဒါဒီကနေတော့ကျွန်တော် P1 chart ကြည့်တော့ဒီက P1 လေးပဲရှိဒီ P1 ကနေကျွန်တော်တို့ rotation ပြန်နိုင်တော့ reverse ပြန်နိုင်တော့ကြည့်မယ် reverse ပြန်နိုင်လားဆိုတော့ဒီကနေတော့ဒီမှာကြည့်ဒီကောင်တော့ပေါ့နော်ဒီကောင်တော့ကြည့်ကျွန်တော်ဒီကနေတော့ချက်ဝင်လိုက်တယ်ဗျဟောင်းလဲဆိုတော့EMA လည်း swing မဲ့ပုံပေါ်နေတယ် EMA လည်း swing မဲ့ပုံပေါ်နေဆိုတော့ဘာလဲပြန်ရတော့ဆိုတော့စောင့်ကြည့်တော့အဲ့ဒါတွေ့ရ New York Open လေးကိုကျွန်တော် New York Open လေးကနေပြီးတော့ကျွန်တော်ကြည့်မှာပေါ့နော်အော် minus 1ကျွန်တော်ဒါ Ablet trade ပဲဗျကျွန်တော် Ablet trade ပဲဆိုတော့ဒီကောင် minus 100ပေါ့နော်ကျွန်တော် minus ဒီမှာ sorry ပါဒီမှာ minus 100minus 100လို့ပြောရ minus 2အားလို့နော် minus 2 sorry minus 2အားလို့minus 2အားတော့ရှောင်းသွားတယ်ပေါ့နော်ကျွန်တော်နှစ်ဆပြီကျွန်တော်နှစ်ဆအဲ့ဒါနေကျွန်တော်ဒီကနေပြီးတော့ပေါ့နော်ကျွန်တော် trade မယ် set trade တယ် set trade တဲ့ချိန်ကြရင်တော့မကြိုက်သေးဘူး bias လည်းမရှိဘူးကျွန်တော် bias မှတော့ရှိတယ်ဒီချိန် bias မှမရှိတဲ့အချိန်မှာကျွန်တော်ပြီးတော့ဘယ်လိုပြောမလဲဒီ line ကဘာ line လဲဆိုခုနကကျွန်တော်ပြောခဲ့တယ် protected လို့ပေါ့နော် protected လို့ SN ဟိုကမဖက်သိတဲ့ချိန်ဒီကောင်ကြီးဖြတ်သွားအဲ line ကနေကျွန်တော် reverse ပြန်တော့ချက်ဆောင်ကြည့်မယ်ဒီကတော့တိတ်ပြီးတော့အဆင်ပြေမနေဘူးဒါပေမဲ့ဟိုဘက်မှာတော်တော်စိတ်ဝင်စားလို့ရောင်းရမှာUS 100မှာတော့စိတ်ဝင်စားဖို့ကောင်းတယ်ဒါကကျွန်တော်ဒီချိန်မှာဒီချိန်မှာဒီကောင်ဒီလိုဖြစ်နေတယ်ဟိုဘက်မှာ US 100မှာကျွန်တော်ဟိုဝင်ပြီးနေပြီအဲ့ဒါကြောင့်ဒီကနေပြီးတော့ကြိုက်တယ်ပဲတော့ပြင်းတယ်မယ်ဆိုတော့လည်းသိတယ်ပြင်းတယ်မယ်ဆိုတော့သိတော့ဒီကနေပဲဆိုတော့buy stop order ပဲတင်ထားလိုက်တယ်နော် buy stop order လေးနဲ့ပဲပြင်းတယ်မဲ့တော့じゃ buy stop order လေးနဲ့ပဲပေါ့နော်လိုက်တယ်လေးလိုက်သွားမယ်ဘယ်လိုလဲ New York Open နဲ့ဒီ 2.5 တော့နော်ဒါလည်းဆိုတော့ဘန် nice 2.5ရပြီဒါဆိုရင် 2.5 ပါပေါ့နော်ဒီတော့ကကတ်အဲ့ဒါမြင်းဖြစ် 2.5 ရ
ကျွန်တော်2.5ရပြီအဲ့တော့ကျွန်တော်ပြီးပါနော်US 500ဒီကနေ trade ခဲ့တာ100ကျန်တယ်ဒါရရင်ဖြတ်လိုက်အောင်နော်ဒီစီရ show အဲ့တော့ point ဖွင့်ရကျွန်တော်မြတ်ဖိုင်ရကျွန်တော်မြတ်ဒီတော့ဒီနေ့တော့မယ်ဘာပဲပြောခုနလိုပဲကျွန်တော်ပြောခဲ့သလိုပဲเนาะခုနကျွန်တော်ပြောခဲ့သလိုပဲဒီကျွန်တော်ဒီကောင်ကဖြစ်နေချင်း product လာကျွန်တော်ဒီကောင်ပိုးပြီးခါပိုးပြီးချက် stone ပူဖြစ်တယ်ဗောနော်အဲ့ဒါဒီရဆိုရင် strong and down ကြရဆိုရင်ဒါဆိုရင်အဲ့တာခါလေးအဲ့ထပ်ထပ်โอเคကျွန်တော်ခုနလိုပဲ level လည်းကြားတယ်ဟိုကလည်းကြားတယ်ဒါ previous day လို့ကျွန်တော်အထီး previous day လို့နဲ့ဒီ product လို့နဲ့လာပြီးတော့ reaction လာပြီးရအောင်နော် product လို့နဲ့ previous day လို့ reaction လာပြီးတော့5 minute ကနေတော့ကြည့်ပဲတော့မဝင်သေးဘူးပြမဝင်တော့မဝင်သေးရဆို pre market ကြည့်လေ pre market တော့တော်တော် pre market မှာလည်းတော်တော်တက်နေပြီမမီလိုက်ဘူးပေါ့နော် pre market ကတော့ကျွန်တော်ဒီမှာအဲ့ဒါနဲ့ကျွန်တော်ဆက်ကြည့်ရဆွေ့သွားပြီဆွေ့သွားပြီးတော့ကျွန်တော်တို့ဒီနားကနေပေါ့ထပ်ဆွေ့ပြီးကျွန်တော်ပြန်လာမလားပေါ့နော်โอเคအဲ့တော့ဆက်ကြည့်ရတယ်โอเคဒီမှာ sorry my bad ဒီမှာကျွန်တော်ဒီနားမှာကျွန်တော်ဘယ်လိုပြောမလဲဆိုတော့ဒီမှာလဲဆွေ့သွားပြီဗျကျွန်တော် bias ကလည်း high bias ကျွန်တော်တခြား influence ကြည့်ပြီးတော့ EMA influence နဲ့ကျွန်တော်ဝင်လိုက်တယ်ဒီကောင်ဒါဒီအချိန်မှာဒါဟိုနဲ့ဝင်တာကျွန်တော် market order နဲ့ဝင်လိုက်တယ်ဒီကောင် market order နဲ့ကျွန်တော် 2.5 အားပဲကျွန်တော်ဝင်လိုက်တယ်ဘယ်လိုလဲကြည့်မယ်2.5ထိပါတယ်အမှကျွန်တော်3အမြန်ပြတ်သွားပါတော့ဟုတ်ကဲ့ဒါပါပဲဗျဒီနေ့တော့ညနေတော့ 2.5 ရတယ်အဲဒီဆိုတော့3အမြန်သွားဒါပါပဲရှင်းနေ trading လုပ်ရတာပိုးပြီးတော့အဆင်ပြေပါမှန်တော့ပြောရမယ်ဆိုရင်ကိုရှုပ်နေဘာမှနားမလဲတာလည်းပိုးပြီးတော့ပြန်တက်မှာပဲဖတ်တယ်ကတော့ကျေးဇူးတင်ပါတယ်